များအားလုံးပဲမင်္ဂလာပါရှင်အခုရောက်ရှိနေတဲ့နေရာကတော့ကန်နမာဘောရုံမှာပဲဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်အခမ်းအနားကတော့ Fame Education Center ရဲ့2015ခုနှစ်ပထမဦးဆုံးအကြိမ်မြောက်ဒီပလိုမာပေးရဲ့ကြီးမြင့်ပွဲအခမ်းအနားပဲဖြစ်ပါတယ်ရှင်ပရိသတ်များဘဝတုတ္တရရှိနိုင်စေဖို့အတွက်အခုလိုပဲရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ရှင်တင်ဖွင့်လက်ကြောင်းကြီးညာပြီးတဲ့နောက်မှာတော့ Fame Education Center ရဲ့ Managing Director မတ်နန်းစောစုစံနီသိန်းမှအမှားစကားပြောကြားခဲ့ပါတယ်ဆလပီIGN UK မှ Mr. Christopher Dyke Consultant for Republic of the Unions of Myanmar မှာ IGN UK အကြောင်းနဲ့ IGN UK မှဒီပလိုမာများကိုကိုင်ဆောင်ထားသောကျောင်းသားများရရှိနိုင်မည့်အခွင့်အလမ်းများအကြောင်းကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ Fame Education Center နဲ့ပူးပေါင်းဆောင်ရွက်ခဲ့သူတဦးကိုလည်းအခုလိုပဲမေးမြန်းပြခဲ့ပါတယ်။ကိုမင်္ဂလာပါ။မင်္ဂလာပါခင်ဗျာ။အကယ်ရှင် Fame Education Center နဲ့အကိုတို့ပူးပေါင်းပြခဲ့ပုံကိုလည်းပြပြပေးပါအောင်ရှင်။ဟုတ်ကဲ့ကျွန်တော်တို့ IGN UK ကနေပြီးတော့ဗမာပြည်မှာ training လုပ်မဲ့ center တွေကိုရွေးချယ်တဲ့အခါမှာလက်ရှိကျွန်တော်တို့ရွေးချယ်တဲ့ center တွေအားလုံးရဲ့ဒီ quality နဲ့လက်တွေ့ကိုပို့ပြီးတော့အသုံးချအောင်သင်ပေးနိုင်တဲ့ပုံစံမူတည်ပြီးတော့ရွေးချယ်ခဲ့ပါတယ်။အဲ့ဒီမှာဒီမက်ဆန်ဒီတည်ထောင်ထားတဲ့ Fame နဲ့စတင်တွေ့ရှိပြီးတော့ကျွန်တော်တို့ဒီ IGN course တွေကိုလက်တွေ့ကြ theory နဲ့ပတ်သက်တဲ့ application တွေကိုအဆင်ပြေအောင်ပြောကြားပေးနိုင်ဖို့သင်ကြားပေးနိုင်ဖို့ဟိုအတွက်ကျွန်တော်တို့ရွေးချယ်ပေးခဲ့တာဖြစ်ပါတယ်ခင်ဗျ။ Okay ဒီနေ့မှာဒီပလိုမာရရှိခဲ့တဲ့ကျောင်းသားကျောင်းသူတွေအတွက်လည်းအခုအနေနဲ့စကားလက်ဆောင်လေးပြောပြပါအောင်ရှင်။ Okay IGN ဆိုတဲ့ qualification ကကျွန်တော်တို့ theory စာတွေ့တာမကလက်တွေ့ကိုပါပူးတွဲသင်ကြားပေးရတာဖြစ်တဲ့အတွက်ကြောင့်ကျောင်းသားကျောင်းသူတွေအနေနဲ့ graduate တွေအနေနဲ့ဒီရရှိတဲ့ diploma ပေါ်မူတည်ပြီးတော့မိမိလုပ်ငန်းခွင်မှာလက်တွေ့ကြလုပ်ကိုင်နိုင်ကြပါစေ။နောက်ပြီးတော့လက်ရှိလေ့လာတဲ့ဘာသာရဲ့အပြင်ထပ်တိုးပြီးတော့ပုံမှုပြီးတော့ပညာစည်းပူးနိုင်ကြပါစေလို့လည်းကျွန်တော်တို့အနေနဲ့ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျ။ဆရာလင်းတိုင်ညမြမမြေမှာလည်းကျောင်းသားကျောင်းသူများအားအမှားစကားပြောကြားခဲ့ပါတယ်ဆလပီ Fame Human Resource Management တွင်ဒီပလိုမာသင်ကြားပြသပေးနေတဲ့ဆရာဦးရဝေလေးဟိန်းမှလည်းကျောင်းသားကျောင်းသူများအားအမှားစကားပြောကြားခဲ့ပါတယ်Fame Education Center မှာတာဝန်ရှိသူတအုပ်ကိုလည်းတင်တဲ့ကြောင်းနဲ့ပတ်သက်ပြီးအခုလိုပဲမေးမြန်းပြခဲ့ပါတယ်ရှင်။မင်္ဂလာပါမင်္ဂလာပါရှင်။ Okay အမတို့ရဲ့ Fame Education Center ကိုဘယ်ချိန်ကနေပြီးတော့စတင်ဖွင့်လှစ်ခဲ့ရလဲရှင်။ဟုတ် Fame ကကျတော့2012အောက်တိုဘာလမှာစပြီးတော့တည်ထောင်ခဲ့တာပါရှင်။အမတို့စီမှာသင်ကြားပို့ချနေတဲ့ဘာသာရပ်တွေကိုလည်းသိကြပါရရှင်။ Fame မှာကျတော့ Diploma in Human Resource Management ရဲ့ပြီးရင် Diploma in Strategic Management, Diploma in Marketing Management ဆိုပြီးတော့အမတို့ Diploma တွေ Management ဘာသာရပ်တွေကိုအမတို့ကျောင်းမှာသင်ကြားပို့ချပေးနေပါတယ်ရှင်။ဟုတ်ကဲ့ပါသင်တန်းကာလရောအချိန်ဘယ်လောက်ထိသတ်မှတ်ထားလဲရှင်။ Diploma တန်းအနေနဲ့ဆိုရင်တော့သင်တန်းကာလက duration က9လခွဲကြာမယ်။ certificate ဆိုရင်တော့သူက duration က2လရှိမယ်ပြီးရင်3လရှိမယ်ရှင်။ဟုတ်ကဲ့ပါ။အမတို့ရဲ့တင်ထဲမှာတက်ရောက်တဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့ရောဘယ်လိုမျိုးအခွင့်အလမ်းတွေကိုရရှိနိုင်မလဲရှင်။ကျောင်းသားတွေအနေနဲ့ကျတော့ညီမတို့ကျောင်းမှာ certificate ဆိုရင်လည်း Singapore Cedar Academy နဲ့ collaboration လုပ်ထားတယ်။ Diploma ဆိုရင်လည်း Human Resource Management Diploma တို့ဒီ Marketing တို့ Sales တို့အကုန်လုံးပေါ့နော်။အဲ့ဒါတွေအားလုံးကလည်း IGN UK နဲ့ညီမတို့က collaboration လုပ်ထားတယ်။အဲ့ဒါကြောင့်မို့လို့ကျောင်းသားတွေကညီမတို့ကျောင်းမှာ certificate ပဲတက်တက် Diploma ပဲတက်တက်ညီမတို့က international recognize အသိအမှတ်ပြုတဲ့ Diploma လက်မှတ်တွေကိုလည်းကျောင်းသားတွေအနေနဲ့ရရှိမယ်။ပြီးတော့ညီမတို့က corporate training တွေလည်းပေးတယ်။ corporate training တွေပေးတဲ့အတွက်ကြောင့်မို့လို့ corporate training ကဒီရုံးနေနဲ့လည်းညီမတို့က collaboration လုပ်
ထားတဲ့အခါကျတော့ iPad ကဝန်ထမ်းတွေလိုအပ်လာတယ်ပဲဖြစ်စေအမတို့က professional skill တွေကိုလည်း vocational training လည်းအမတို့ပေးနိုင်တယ်ပြီးတော့တဲ့အခါကျတော့ကျောင်းသားတွေနဲ့အလုပ်ကိုင်ခွင့်လန်းအသစ်တွေလည်းရနိုင်တယ်ပြီးတော့ရင်အမတို့ကဒီနိုင်ငံခြား overseas ကိုကျောင်းသားတက်ချင်တဲ့ကျောင်းသားတွေအတွက်လည်းပေါ့နော် free service လုပ်ပေးတဲ့အတွက်ကျောင်းသားတွေအတွက်ခွင့်လန်းတွေအများကြီးရရှိနိုင်ပါတယ်ရှင်ကျောင်းသားကျောင်းသူများကိုသက်ဆိုင်ရာဆရာမများမှ IGN UK ဒီပလိုမာလက်မှတ်များပေးအပ်ခြင်းမြင့်ပြီးတဲ့နောက်မှာတော့ကျောင်းသားကျောင်းသူများမှကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်Education Center မှာဒီပလိုမာရရှိသူကျောင်းသားတဦးရဲ့ရင်းတွင်းစကားသံကိုလည်းအခုလိုပဲကြားသိခဲ့ရပါတယ်ရှင်ကျွန်တော် Fame Education Center စဖွင့်နေရပါတော့အလုံးမှာသူတို့ကျောင်းအဟောင်းတွေကကျွန်တော်သိတာပါအဲ့ဒီတော့ကျွန်တော်တို့အရင်တော့ ads.com ဆိုတဲ့ online ဒီ website တစ်ခုမှာကျွန်တော်တို့အလုပ်လုပ်နေရပါတော့အဲ့ဒီကျွန်တော်တို့ရှိမှာ Messenger ကကြော်ညာအနေနဲ့တင်တဲ့ခါကျကျွန်တော်အဲ့ဒါကိုကြည့်ပြီးတော့စိတ်ဝင်စားသွားတော့သူတို့နဲ့စုံစမ်းပြီးတော့အရင်တော့ကျွန်တော်ဒီ certificate တန်းပေါ့နော်အဲ့ဒါကိုတော့တတ်ဖြစ်တယ်တတ်ဖြစ်ပြီးတော့မှနောက်ပိုင်းကျတော့ Messenger နဲ့ခင်သွားတယ်ပေါ့နော်တခြားတန်းတွေလည်းတတ်ဖြစ်တယ်အဲ့ဒါနေ Messenger ကိုစသိတာပေါ့နော်ပြီးတော့ဒီအကြောင်းကို20တန်းရောက်လာတယ်တဖြည်းဖြည်းနဲ့အကြောင်းကလည်းgrow တော့ဖြစ်လာတာပေါ့နော်ပြီးတော့အခုလို IGN diploma တန်းတွေဖွင့်တဲ့ခါကျတော့လည်း Messenger ကဖြည့်ဖြစ်အောင်တိုက်တွန်းတယ်ပေါ့နော်ကျွန်တော်ကလည်းတခြား marketing တန်းတွေလည်းလိုက်တက်ပါတယ်တခြားဆရာတွေရှိမှကျွန်တော်ဆရာတွေအများကြီးရှိပါတယ်ကျွန်တော်လည်း marketing အလုပ်ကိုအဓိကလုပ်တာပါ sales and marketing ဟုတ်ကဲ့ပါဒီ international diploma တခုရတဲ့အတွက်အရန်ဝမ်းသာပါတယ်အလုပ်အတွက်လည်းအများကြီးထောက်ကူပြုပါတယ်ကျွန်တော်လည်းယူချင်နေရကြပါပြီဒါပေမဲ့ Messenger အခုလိုတိုက်တွန်းတဲ့ခါပေါ့နော်ဖြည့်လိုက်ပေါ့နော်မောင်လေးဆိုအဲ့ဒါနဲ့ဖြည့်ဖြစ်သွားတာပါအစကတော့ဖြည့်ဖို့မဖြည့်ဖို့စဉ်းစားနေတော့မှဖြစ်နိုင်တော့ဒီတက်မကပေါ့နော်ဒီပရိုမာဆိုတာလည်းပညာရေးရဲ့အဖွင့်ပဲရှိသေးပါတယ်ဒါစပြီးတော့လေ့လာဖို့အခြေခံ foundation ပေါ့နော်ကျွန်တော်ဆက်ပြီးတော့ marketing ပညာတွေလည်းထပ်ပြီးတော့လေ့လာမှာပါပြီးတော့ဖြစ်နိုင်တော့ MBA လည်းတက်ချင်ပါတယ်အိမ်နောက်မှာတော့အမတ်တရားဓာတ်ပုံများရိုက်ကူးပြီးအခမ်းအနားကိုအောင်မြင်စွာဖြင့်ရုပ်သိမ်းခဲ့ပါတယ်။ပရိသတ်များရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့ Fame Education Center ရဲ့2015ခုနှစ်ပထမဦးဆုံးအကြိမ်မြောက်ဒီပလိုမာပေးအပ်ခြင်းမြင့်ပွဲအခမ်းအနားကိုကြည့်ရှုပြီးပရိသတ်များလည်းကျေနပ်နိုင်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်ရှင်။ကြည့်ရှုအားပေးခဲ့ကြတဲ့ MRTV4 ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။